ဒီဘူးနှစ်ဘူးထဲမှာဘယ်ဘူးကမျက်နှာဖြူရလဲဆိုတာကိုဖြစ်တစ်ချက်ရှင်းပြပေးမယ်နော်ဒီရဲ့ဒီဝါနေလိန်ပန်းရောင်ဘူးလေးကဝက်ချန်အစီဘူးမရှိတဲ့သူတွေကလိန်လို့ရတဲ့ဒေါဗီတာမင်ဆန်းခွင်နေလိန်မိတ်ကလေးဖြစ်ပါတယ်ရှင်ဒီရဲ့ဒီဝါညာလင်းလေးကတော့မျက်နှာဖြူချင်တဲ့သူတွေနောက်တစ်ခုကဝက်ချန်ရှိတဲ့သူတွေအစီဘူးရှိတဲ့သူတွေဆိုရင်အဓိကထားပြီးတော့ညာဘက်မှာတညာတစ်ကြိမ်မျက်နှာတက်ပြီးတော့ပုံမှန်လိမ့်အိပ်ပါရက်ပိုင်းနဲ့မျက်နှာဖြူပြီးတော့ဝက်ချန်အစီဘူးတွေဆိုရင်လည်းနှစ်ပတ်အတွင်းတိတာတာချက်ပြီးတော့ဝက်ချန်အစီဘူးတွေကိုပြအောင်ကုသပေးတဲ့ညာလိန်ခရင်လေးဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ကိုယ့်ရဲ့မျက်နှာဖြူချင်တဲ့သူတွေနောက်တစ်ခုကမျက်နှာမှာအစီဘူးတွေဝက်ချန်တွေရှိတဲ့သူတွေဆိုရင်တခြားဘယ်ပစ္စည်းမှမသုံးမဲနဲ့ဒီရဲ့ဒေါညာလိမ့်လေးကိုညာဘက်ရောက်တာနဲ့တညာတစ်ကြိမ်ပုံမှန်မျက်နှာတက်ပြီးလက်ရုံရုံနဲ့ရက်ပိုင်းနဲ့မျက်နှာဖြူစေပြီးတော့နှစ်ပတ်အတွင်းဝက်ချန်အစီဘူးတွေကိုတိတိတာတာပြဖို့ရာကုသပေးတဲ့ညာလိမ့်ခရင်လေးဖြစ်ပါတယ်ရှင်